ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် CC Audio Book Channel ကနေပြန်လည်လို့ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာပရိသတ်တွေနားဆင်ရမယ့်ဇာတ်လမ်းလေးကတော့စာရေးသူဤသက်မွန်ရေးသားထားတယ်မယငဲဆိုတဲ့ဇာတ်လမ်းလေးကိုနားဆင်ရမှာပဲဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါဇာတ်လမ်းလေးမစတင်ခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ထားပေးဖို့မြတ်တာရက်ခံချင်ပါတယ်ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမယ့်သူကတော့ကျမခင်လေးပဲဖြစ်ပါတယ်ရှင်မိမိနီနဲ့ကိုရဲ့ချစ်ချင်းကိုမခွဲပါနဲ့သမီးရဲ့အောင်ကိုကမိန်းမရှိတာသမီးသိရတာနဲ့လိန်မာစမ်းမှာသမီးရဲ့သမီးဖြစ်သူပန်းနေနီကိုအမေလို့သူကမိန်းမရှိသူအောင်ကိုအားလမ်းခွဲရန်တိုက်တွန်းနေတယ်ခက်တော့တာပဲသမီးရဲ့သမီးအောင်ကိုနဲ့လက်ထပ်ရင်ပတ်ဝန်းကျင်ရဝိုင်းပြီးမင်းငေါ့နေမှာပေါ့မသိဘူးသူတို့ဘာသာမင်းငေါ့ကျင်ငေါ့မငေါ့ကျင်နေနီကရုမဆိုင်ဘူးပန်းနေနီကစောင့်ကြည့်အောင်ကြည့်နဲ့သူ့ရဲ့အခန်းတကားကိုဆွဲပိတ်လိုက်တယ်ခဏကြာတော့သူမတို့အိမ်ရှိကိုကားနဲ့ကြီးတစ်စီးရောက်လာပြီးတော့ကားထဲမှာအသက်30ကျော်အရွယ်အမျိုးသမီးတယောက်ရဲ့အသက်50ကျော်အန်တီကြီးတယောက်ရဲ့ဆင်းလာတယ်။တော်ပြုံးဝေကအမတို့ကဘသူတွေလဲရင်အထဲကိုဝင်မအောင်။အဲ့ဒီမိန်းမကြီးကအထဲကိုဝင်လာရင်ငါနာမည်ကအောင်သစင်အောင်ကိုရဲ့အမေငါသားရဲ့မိန်းမအလိမ္မာနေသမီးကိုခေါ်ပေးဟင်သမီးရေပန်းနီနီခဏလာပါအောင်ကွယ်ပန်းနီနီကဆူဆူအောင်နဲ့အခန်းထဲကထွက်လာပြီးတော့ဘာလဲပြောအောင်ကိုရဲ့အမေနဲ့သူ့ရဲ့အမျိုးသမီးရောက်နေတယ်ပန်းနီနီကအိမ်ရှိအိမ်ကန်းကိုထွက်လာပြီးတော့အော်ကိုအမေနဲ့ကိုမိန်းမပဲတွေ့ရတာဝမ်းသာပါတယ်အလိမ္မာကတို့စကားတွေအများကြီးမပြောချင်မင်းမောင်နဲ့လမ်းခွဲပြီးမင်းလိုချင်တယ်ငါပတ်စံပေးမယ်နီကိုနဲ့တွေ့တာပတ်စံမလို့မဟုတ်ဘူးအမှန်တကယ်ဆိုရင်ကလေးမမွေးပေးနိုင်တဲ့အမကွာရှင်းပေးရမှာအလိမ္မာကဒေါသတကြီးနဲ့ပါနင်ပါပြောလိုက်တယ်ပန်းနီနီကခနဲ့တလူပြုံးပြီးတော့ကြားတဲ့အတိုင်းပဲပြောတာဘလို့ပဲဖြစ်ဖြစ်ကျမကိုသားသမီးရတာမွေးပေးနိုင်သေးတယ်ရှင့်လို့အမြုံမမဟုတ်ဘူးဒေါ်ပြုံးဝေကသမီးအဲ့လိုမပြောရဘူးလေအမေဝင်မပါစမ်းပါနဲ့ဒီမှာရှင်းရှင်းပဲပြောမယ်ကိုနဲ့ကျမရဲ့ချစ်ချင်းကိုမခွဲပါနဲ့အလိမ္မာကပန်းနေနေရဲ့ပါကိုရိုက်ဖို့ဟန်ပြန်လိုက်ပြီးရုတ်တရက်ဒေါ်အောင်သစင်ကသမီးသူ့လိုမရင်ငယ်ကိုသမီးလက်နဲ့မရိုက်နဲ့တနာတယ်အလိမ္မာကဒေါ်တာကိုထိန်ချုပ်လိုက်ပြီးတော့တို့နောက်ဆုံးပြောမယ်မင်းမောင်နဲ့ထပ်မပတ်သက်နဲ့ငါစကားကိုနားမထောင်ရင်နင့်ကိုလင်ခုံးမှုနဲ့ထောင်ချပြစ်မယ်နားလေလားအလိမ္မာကတောက်တစ်ချက်ခောက်ကပန်းနေနေရဲ့အိမ်ထဲကနေထွက်လာရင်ကားပေါ်ရောက်တော့မျက်လုံးအိမ်ထဲကမျက်ရည်တွေကိုဘလို့မှထိန်လို့မရပဲသူမှမသိပဲမျက်ရည်တွေကသူ့လိုကျလာတော့တယ်ကားပေါ်တက်လာတဲ့ဒေါ်အောင်သစင်ကသမီးရဲ့မငိုစမ်းပါနဲ့သူ့လိုမယငယ်အတွက်နဲ့သမီးငိုစရာမလိုအလိမ္မာမျက်ရည်တွေကိုတုပ်ရင်သမီးပန်းနေနေကြောင်ငိုတာမဟုတ်ဘူးမောင်အတွက်သမီးရှင်သွေးလေးမမွေးပေးနိုင်လို့ပါဒီမှာသမီးကိုဝင်မဆောင်နိုင်တာပဲဖြစ်ဖြစ်စောင့်နိုင်တာပဲဖြစ်ဖြစ်သမီးကမရက်ကြီးပဲအမေကသမီးကိုပဲချွေးမဖြစ်တတ်မှတ်မှာပန်းနေတို့လို့မယငယ်တွေကအဲ့ဒီတိုင်းပဲသူများပိုင်ဆိုင်တဲ့အရာတွေကိုမှလွတ်ယူချင်တာသမီးဘာမှစိတ်ထဲမထားနဲ့ငိုနေတော့နော်တိတ်ဟုတ်မေကန်တော်ကြီးပန်းချံကိုဘလို့လောက်ကြမလဲကိုမိမနှိအိမ်ကိုလာပြီးတော့ချိန်ချောက်သွားတယ်ဟုတ်လားဘယ်တော့ကလဲပန်းနေကအန်ကိုရင်ခွင်ထဲကိုတိုးဝင်ကမနေ့ကထားလိုက်စမ်းပါကွာဒါနဲ့နီကိုဆန္ဒကိုဖြည့်ဆည်းပေးမယ်ဆိုဟာကိုကလေကွာလောက်ပါကွာနီကလေနီကအရန်လိမ်မာတာပဲချယ်ရီဟိုတယ်အဲ့ဒီဟိုတယ်တဲကိုပန်းနေနဲ့အောင်ကိုတို့နှစ်ယောက်လက်တွဲကဝင်သွားနေတာကိုတွေ့လိုက်တော့အောင်ကိုတို့ရက်ကွက်ထဲမှာအတော်ကြီးအဲ့ဒီအတော်ကြီးကတက်စီကိုအတင်းရက်ခိုင်းကဟဲ့ခဏရအောင်အဲ့ဒီအတော်ကြီးကတေချာကြီးကဟုတ်ပါတယ်အောင်ကိုပဲရပြီမောင်းတော့ငါတေချာတွေ့ခဲ့တာအလိမ္မာရဲ့ဟုတ်ရဲ့လားမတ်တင်ရဲ့အလိမ္မာကဘူးခံပြီးညင်းတယ်ဟုတ်ပါတယ်ဟဲ့ကျုပ်မျက်လုံးနဲ့တေချာတွေ့ခဲ့တာနီးယောက်ျားဖောက်ပြန်နေပြီထင်တယ်မဟုတ်တော့ပါဘူးမမတင်ရဲ့အလိမ္မာကတော့မဟုတ်ဘူးလားညင်းနေတယ်ဒီကိစ္စကမိန်းမတွေကြားအောင်ကိစ္စမဟုတ်လားကဲမဟုတ်ရင်လည်းပြီးရောငါကလာသတိပေးတာငါပြန်တော့မယ်ကောင်းပြန်တော့အေးဖះကန်းထဲမှာတော့အောင်သစင်ကမတ်တင်ဘာတွေလာပြောသွားလဲသမီးမောင်ကိုပန်းနေနဲ့ဟိုတယ်မှာတွေ့တဲ့ကြောင်လာပြောတာခက်ရကြည့်သေးရဲ့ဒီကိစ္စကတရောက်ကလုံးတိတ်သွားရင်မကောင်းမတ်တင်ဟာငကူကလေးမှာပါဇက်ကညင်းနေရမဟုတ်ဘူးအလိမ္မာကတပြင်းမြင်လေးချကသမီးလေးအဲ့ဒါကိုစိတ်ပူနေတာပန်းနေကအိမ်ရှိမှနေရင်ရုတ်တရက်ပြုတ်အန်လာပြီးတော့အိမ်သားတဲ့အတင်းပြေးကဘေးစင်းတဲ့ခေါင်းဆိုင်ပြီးထိုးအန်တော့တယ်ဟဲ့သမီးပန်းနေဘာတွေအစားမလို့အန်နေရလဲပန်းနေကဘာမှဖြစ်ဘူးမေဘာမှဖြစ်ဘူးပန်းနေစိတ်ထဲမှာဟိုကမလာတာ2 လကျော်နေပြီဘလို့ပဲဖြစ်ဖြစ်စစ်ကြည့်လိုက်တာကောင်းမယ်
တော်ပြုံးဝေကသမီးပန်းနီနီရဲ့အခန်းကိုရှင်းပြီးရင်ပန်းနီနီရဲ့အင်ကြီးတစ်ထည်ထဲမှာစီစစ်တံကိုတွေ့လိုက်ရပန်းနီနီသမီးဒီလိုလာအောင်ဘာလဲပြောတော်ပြုံးဝေစီစစ်တံကိုထောက်ပြပြီးတော့ဒါပါလေပန်းနီနီကြောက်လန့်စွာနဲ့စီစစ်တံကိုလှမ်းယူကအမေဘာလို့သူများခန့်ကိုဘောင်ဝင်လောက်တာလဲနိခါမဝင်မနဲ့နေမကြိုက်ဘူးပန်းနီနီစကားလမ်းကြောင်းလွှဲလိုက်ပြီးတော့ငါမေးတော့တာဖြေစမ်းမှာပန်းနီနီဒါပါလေလို့အဲ့ဒါဟိုဟာမလာလို့စစ်လိုက်တာတော်ပြုံးဝေကဒါအကိုကိုနဲ့ရတဲ့ကိုဝင်လားဟုတ်တယ်အဲ့ဒါဘာဖြစ်လဲတော်ပြုံးဝေကသမီးဖြစ်သူပန်းနီနီလက်ကိုကင်ကလိန်မာဆမ်းမသမီးရဲ့ဟိုတလောကပဲအောင်ကိုကိုမိမနဲ့အမေအောင်ကိုကိုနဲ့မပတ်သက်ဖို့လာပြောသွားတယ်လေမသိဘူးကွာမသိဘူးအိမ်မှာနေရတာကိုနားကြီးတယ်အဲ့လိုပြောကအိမ်ထဲကနေထွက်လာတော့ဖုန်းကိုကောက်ကင်ကဟယ်လိုကိုနီပြောစရာတွေရှိတယ်တွေ့နေကြနေအောင်လာခဲ့နော်လာမင်းသာစားတော့ဆိုင်ပန်းနီနီကလွတ်နေတဲ့ဇပွဲတစ်ခုမှဝင်ထန်လိုက်တယ်ခဏကြာတော့အောင်ကိုကိုဟာနီးရှိတဲ့ဇပွဲခုံမှဝင်ထိုင်ရင်ဘာလဲနီပြောစရာရှိရဲ့ဆိုပြောလေနီကအဲ့ဒါနောက်မှပြောရမယ်တခုခုမှားရအောင်နီပိုက်စာနေပြီအောင်ကိုကိုကပြုံးပြီးဖိနေဟုတ်သားပဲအောင်ကိုကိုကဇပွဲတဲကိုလက်ပြကလှမ်းခေါ်လိုက်ရင်ညီလေးရေဇပွဲတို့ကဖော်ရည်စွာနေဘာများသုံးဆောင်မလဲဗျအခုကိုလာတစ်ခွက်နဲ့ကြက်ကြော်တပွဲနီလဲမှာလေနီကချက်ကင်းပါကတလုံးအဲ့ဒါပဲဟုတ်ကဲ့ပါဗျဇပွဲတို့ထွက်သွားချိန်မှာပန်းနေနီကကိုဟိုလေနီမှာကိုနဲ့ရတဲ့ကိုဝင်ရှိနေပြီအောင်ကိုကအံ့ဩကပါဘလို့ပြောလိုက်တယ်နီမှာကိုနဲ့ရတဲ့ကိုဝင်ရှိနေပြီဟုတ်လားဝမ်းတာလိုက်တာနီရဲ့ဟုတ်တယ်အဲ့ဒါကိုမိမနဲ့ဘယ်တော့ကွာရှင်းပေးပါလဲအောင်ကိုခေါင်းကုတ်ကအဲ့ဒါဟိုလေပန်းနီနီကဒေါသကြီးနဲ့စပွဲကုံကိုထုပြီးတော့ပါလေကိုကအလိမ်မားနဲ့မကွာပေးနိုင်လားဟုတ်ပါဦးနီရဲ့ကို့အမေနဲ့ကို့အမေရဲ့ကုမ္ပဏီကအလိမ်မာဖေးရဲ့ရှယ်ယာတွေသုံးဖို့နှစ်ပုံတောင်ပိုင်တာကိုကအလိမ်မားနဲ့ချက်ချင်းကွာလိုက်ရင်ကိုတို့ကုမ္ပဏီဆက်ပြီးတည်ထောင်လို့မရတော့ဘူးအဲ့ဒါကြောင့်မလို့နီခဏလောက်တော့တိခတ်ပေးပါနော်မသိဘူးကွာမသိဘူးကိုမိမနဲ့မကွာပေးရင်နီကိုမချစ်လို့ပဲအာကိုကပန်းနေရဲ့လက်ကလေးကိုဆွဲကင်ကနီကလေကိုကမကွာပေးဘူးလို့ပြောတာမှမဟုတ်တာနီကိုခဏလေးပဲစောင့်ခိုင်းတာသူတို့နှစ်ယောက်စကားပြောနေရင်ကဆိုင်ကစပွဲတူကရှောက်လာပြီးတော့ဒီမှာအကိုတို့မှားထားတဲ့ဟာတွေပါအဲ့လိုပြောပြီးတော့သူတို့ရှေ့ကိုမုံနေလာချပေးပြီးထွက်သွားတယ်အာကိုကပန်းနေကိုချော့ပြီးကဲနီစိတ်ကောက်မနေနဲ့တော့ကိုအလိမ်မာနဲ့ကွာရှင်းပေးမယ်ဟုတ်ပြီလားနီမှာထားတဲ့မုံနေအေးတော့မယ်မြင်စားအဲ့တော့မှပန်းနေကပြုံးကကိုတကယ်ပြောတာနော်တကယ်ပေါ့ကွာဒါမှတို့ကိုကွာတော်ပြုံးဝေဟင်းချက်ဖို့အတွက်จิตတုံနေချင်းကိုကြည့်လိုက်ရဟုတ်တော့จิตတုံအောင်ကုန်နေပြီအဲ့လိုရည်ရွယ်ရင်အိမ်ရှိမှာတီဗီကြည့်နေတဲ့ပန်းနေကိုလှမ်းခေါ်လိုက်ကတမီးပန်းနေအမေကိုဒေါ်ထွေးတို့အိမ်မှာจิตတုံနေ30သားလောက်တွားဝယ်ပေးပါဦးပန်းနေကအိမ်နောက်ဖေးကိုထွက်လာကဟုတ်တွားဝယ်ပေးမယ်ပေးပစံတော်ပြုံးဝေခါကြထဲမှာပတ်စံတထားကိုထုတ်ပေးပြီးတော့တမီးမြန်သွားပြီးမြန်ပြန်လာနော်ပန်းနေကအင်းမအဲ့လိုပြောကလမ်းထိပ်ကဒေါ်ထွေးကုံဆိုင်ကိုထွက်လာတော့တယ်အန်တီထွေးနေ့ကိုจิตတုံ30သားလောက်ဒေါ်ထွေးကနှိမ့်မြစွာจิตတုံကိုချိန်ယူနေထည့်လိုက်ပြီးတော့အန်တီထွေးဘလောက်လဲ800သမီးပန်းနေလက်ထဲမှာပတ်စံတထောင်ကိုဒေါ်ထွေးလက်ထဲပေးကဘေးမှာနေကြစေးတုပ်ကိုဆွဲဖြုတ်လိုက်ပြီးတော့အန်တီထွေးနေကြစေးရဘလောက်လဲ200သမီးအဲ့ဒီစဉ်ညီတို့ရက်ွက်ထဲမှာဒေါ်ကျူမုံဆိုင်ကိုရောက်လာကမထွေးရေကျမကိုစီ30သားပေးဒေါ်ကျူကပန်းနေကိုမြင်သွားကသမီးပန်းနေဈေးဝယ်လာလားဟုတ်ပန်းနေကအဲ့လိုပြောကဆိုင်ထဲမှာထွက်လာတယ်ပန်းနေထွက်သွားပြီးတဲ့နောက်မှာဒေါ်ကျူကအဲ့ဒီကလေးမပေါ့သူ့များလင်ကိုတွားခိုးတာဟုတ်ရဲ့လားမကျူရဲ့ဟဲဟုတ်တာမဟုတ်တာမြင်နေသေးတယ်ဟိုတလောကပဲမရကြီးတော့သူ့ရင်လာသွားသေးတယ်ဟဲမထင်ရအောင်နော်ရုပ်လေးတနာကမနဲ့မထင်နဲ့မထွေးရေမယငယ်တွေကရုပ်ကျင်မခုတ်တတ်တဲ့ကြောင်လို့ပဲဒေါ်ထွေးကလက်ထဲကစီပူကိုလှမ်းပေးကရော့မကျူပန်းနေကရင်ပေါ်မှာလဲကစာအုပ်ဖတ်နေရင်ဘေးမှာရှိတဲ့ဟန်ဖုန်းလေးကထမိလာတယ်ကြည့်လိုက်တော့အန်ကိုဖုန်းနံပါတ်ဟယ်လိုကိုဟယ်လိုနီဘာတွေလုပ်နေလဲပန်းနေအတန်ကိုချက်ပစ်နေအောင်ပြောကဘာမှမလုပ်ဘူးကိုလာမခေါ်တော့ပြေးလို့တေတော့မယ်အန်ကိုရီကနီကိုချစ်လားဘလို့ပြောလိုက်တာလဲချစ်တာပေါ့အန်ကိုကတကယ်လို့နီကိုနဲ့အတူတူနေရမယ်ဆိုရင်ရောပျော့မလားပျော့မှာပေါ့အဲ့ဒါဆိုနီကိုချိန်ထားတဲ့ညာကိုလာခဲ့ကိုမစစ်ပို့လိုက်မယ်ပန်းနေကအခန်းထဲမှာထွက်လာကအမေသမီးပြင်သွားအောင်မယ်ဆက်ချုပ်ခုံမှာဒေါ်ပြပြဝေကသမီးမြန်သွားတော့နောက်မကြစေနဲ့
အင်းမာခုံတန်းလေးပေါ်မှာထိုင်နေတဲ့အကိုကိုစီနီတယောက်တလန်းချင်းလှမ်းလာကခုံလေးပေါ်ထိုင်လိုက်ရင်ဘာလဲကိုနီကိုပြောစရာရှိရဲ့ဆိုအကိုကတပြင်းချကနီကိုခေါ်တဲ့နောက်ကိုလိုက်ရဲ့လားပန်းနီကပြုံးရဲ့ကကိုကလည်းနီဘွားတော့ကိုပေးလိုက်ပြီပဲကိုနောက်ကိုနီလိုက်ရဲတာပေါ့အလိမ္မာကိုနဲ့ကြွားမရှင်းပေးဘူးပန်းနီလမ်းဖြန့်သွားကပါအကိုကပန်းနီပခုံးလေးကိုကင်ကနီရဲ့စိတ်မပြတ်ပါနဲ့အလိမ္မာကိုပထုတ်လို့ရမယ်နီကိုမှရှိတယ်ပန်းနီကပြောပါအောင်ကိုနီကလေးမွေးပြီးတဲ့အထိမှော်ပြီးမှရှိတဲ့ကိုအိမ်မနီနောက်မှကိုတို့ကလေးကိုအလိမ္မာကိုပြပြီးတော့အလိမ္မာကိုကလေးမမွေးပေးနိုင်လို့ဆိုပြီးတော့အတင်းခွာရှင်းခိုင်းမယ်ကိုကတော်လိုက်တာတော်ပြုံးဝေထိုင်ကုန်ပေါ်မှာထိုင်ရမလို့ထားရမလို့တော်ပြုံးဝေဟာထိုင်ကုန်ပေါ်မှာထိုင်ရမလို့ထားရမလို့နဲ့ပြန်ခတ်နေတယ်နိုင်ယူကြည့်တော့10နာရီထိုးနေပြီသူမရဲ့သမီးပန်းနေနီဒီလောက်အိမ်ပြန်နောက်မကြတဲ့အခုတော့တော်တော်ညံ့တဲ့အထိပြန်မလာသေးတော်ပြုံးတက်ပြင်းအရှိချလိုက်တယ်မဖြစ်သေးပါဘူးလေအဲ့လိုဆိုပြီးဖျားစင်ပေါ်ကဖုန်းကိုယူကသူ့ရဲ့ကွန်တက်ထဲဟာသမီးလေးဆိုပြီးမှတ်ထားတဲ့ပန်းနေနီရဲ့ဖုန်းကိုခေါ်လိုက်တယ်သူဘလောက်ခေါ်ဖုန်းကလူချင်းမခေါ်ဆိုတော့တယ်လီဖုန်းမှာစပိတ်ထားပါတယ် sorry အဲ့လူသားအတန်ထွက်နေတယ်ပန်းနေနီဟာကားမှန်ပေါ်ခေါင်းလေးမိနေရင်အကုကုစကားတန်ကြောင်လန့်သွားတယ်အကုကုစကားတန်ကြောင်လန့်သွားတယ်နီးကြောက်နေလားပန်းနေနီပြုံးပြီးအကုကုကိုကြည့်ကမကြောက်ပါဘူးကိုချစ်တဲ့သူနဲ့အတူနေရတော့မှပျော်တာပေါ့အကုကုဟာပန်းနေနီလက်ကလေးကိုကိုက်ပြီးတော့ကိုလေးနေကိုအရန်ချစ်တာပဲသိလားနီနဲ့ကိုသာဝေးရရင်လေကိုတိမ်များတိသွားမလားမသိဘူးပန်းနေနီကအကုကုပခုံးကိုလက်ပြဖွားဖွားလေးထုတ်ပြီးတော့တွားလူစိုးခဏလောက်နေတော့သူ့ရဲ့ကားလေးကတိတ်ဆိတ်ငြိမ်တက်တဲ့ခြံဝဲအကျယ်ကြီးတည်ရှိတယ်အိမ်ဝင်းကြီးတဲ့ကိုတိုးဝင်လာခဲ့တယ်အကုကုကပန်းနေနီရဲ့ခန္ဓာကိုယ်လေးကိုကားပေါ်မှာဆွဲကြည့်ကအဲ့ဒီအိမ်ကြီးရဲ့ကိုဝင်လာတော့တယ်တပတ်ခန့်ကြာတဲ့အခါတော်ပြုံးဟာစက်ခုံမှာဆက်ချုပ်နေရင်သူ့ရဲ့ဖုံးမိတန်းကြောင့်ဖုံးကိုကြည့်လိုက်ရာသူမရဲ့သမီးပန်းနေနီဖြစ်နေတယ်သူဝမ်းသာအားရနဲ့ဖုံးကိုကောက်ကန်လိုက်ပြီးတော့ဟယ်လိုမေသမီးပါပန်းနေနီသမီးအခုဘယ်မှာလဲအမေသမီးကိုစိတ်ပူနေတာအမေစီပြန်လာနော်တော်ပြုံးကအသက်တောင်မရှူနိုင်ပဲစကားတွေပြောနေတော့တယ်ပန်းနေနီကမေသမီးကိုစိတ်မပူပါနဲ့သမီးကိုနဲ့တူတူနေနေတာအမေစီတော့ကလေးမွေးပြီးမှပဲပြန်လာဖြစ်တော့မယ်တော်ပြုံးမျက်နှာမှာပျော်ရွှင်မှုများပျောက်ကွယ်သွားပြီးတော့မိုက်လာကြည်လားငါသမီးရဲ့နီးဒါဒေါ်စောဖြူတဲ့နီတယောက်တည်းအိမ်မှာကြောက်နေမှာဆိုလို့အဖော်ရအောင်ခေါ်လာတာနီကြည့်လိုက်တော့အသားဖြူဖြူနဲ့ရုပ်ကကရင်ရုပ်ထွက်နေတယ်အမျိုးသမီးကြီးတူသူ့ကြည့်ရတာသဘောကောင်းနေပုံအဲ့ဒီမိမကြီးကဒေါ်စောလူပဲခေါ်ပါဟုတ်ကဲ့ပန်းနေနေရဲ့ကိုဝင်က2လကျော်3လတဲ့ရောက်နေပြီသူမကိုအကူကလူရာထပ်ပို့ပြီးစိုက်တယ်အခုတော့ယုံသားကနေသူမရဲ့မထွက်သေးတဲ့ဘိုက်ကလေးကိုအားပါပေးပြီးတော့ယုံသွားတယ်အကူရဲ့တရွရွထွက်သွားတဲ့ကားလေးကိုညီကြည့်နေချိန်ဒေါ်စောဖြူကအတော်ဈေးသွားမလို့တမိဘာမအောင်မလဲရပါတယ်ဘာမှမမှာတော့ဘူးဒေါ်စောဖြူထွက်သွားပြီးတော့နီလဲအိမ်ပေါ်တက်ခဲ့တော့တယ်အဲ့ဒီချိန်မှာကားတစ်စီးဟာသူမတို့အိမ်ရှိကိုရက်လာပြီးတော့ကားပေါ်မှာပန်းနေနေမမြင်ချင်းဆုံးတော့လူအလိမ္မာနဲ့ဒေါ်အောင်တစင်သူမရှိရအိမ်ပေါ်သို့တက်ကဒေါ်အောင်တစင်ကပန်းနေနေရဲ့စပင်ကိုဆွဲကအလိမ္မာကပါရတော့တယ်နင့်ကိုမောင်နဲ့မပတ်သက်ဖို့ပြောတာနင်ကစောက်ကြည့်မဆိုင်ဘူးလားမယံငယ်မရဲ့အဲ့လိုဆိုပြီးပန်းနေနေရဲ့လေပင်ကိုညစ်ကပန်းနေနေရဲ့ပကုံးကိုကန်ပြီးအိမ်ပေါ်ထက်ကနေတော်ချလိုက်တယ်ပန်းနေနေရဲ့စိတ်ထဲမှာဖျားငါကလေးဘာမှဖြစ်ပါစေနဲ့အဲ့လိုတွေ့ရင်အိမ်ပေါ်တက်ကနေလင်းကြလာတယ်မော်ပြီးစေးအောင်ပန်းနေနေဟာအရေးပေါ်ခန်းထဲမှာမိစေးပေးထားပြီးတော့တတိယတစ်ချက်မရတစ်ချက်ဖြစ်နေတယ်အဲ့ဒီအချိန်အခန်းပြေဘက်ကကိုအတန်ကြောင့်နီးအားတက်သွားတယ်အကူကအရေးပေါ်ခန်းထဲမှာထွက်လာတဲ့ဒေါက်တာကိုဒေါက်တာကျွန်တော်မိမနဲ့ကလေးဘာဖြစ်သွားသေးလဲကျွန်တော်ကလေးကိုကဲပါဒေါက်တာတက်ပြင်းချပြီးတော့ခမ ्या ကလေးကပြက်ကျသွားပြီခမ ्या မိမကတော့ဘိုက်ကိုတန်းရပြင်းပြင်းထန်ထန်ထိသွားလို့တသက်လုံးကိုဝင်မဆောင်နိုင်တော့ဘူးအကူဘေးနားမှာရှိနေတယ်ထိုင်ကုန်ပေါ်ထိုင်လိုက်ပြီးတော့သူ့ရဲ့စပင်းများကိုလက်ပစ်ထိုးဖွားကဟာကွာအထဲမှာပန်းနေနီကဘာမှသိမသွားပြီပန်းနေနီညူတော့အကူကဒေါ်စောပြူကိုစူနေတယ်အတော်အိမ်မှာမရှိလို့ကျွန်တော်မိမကလေးဒီလိုဖြစ်ရတာဒေါ်စောပြူကကြောက်ကြောက်လန့်လန့်နေငါတူရဲ့အတော်ရှင်းပြစေဦးအဲ့ဒီတုန်းကအတော်ဈေးသွားနေတာပါအိမ်ပြန်ရောက်တော့မိမနှစ်ယောက်ကအိမ်ထဲကနေထွက်လာပြီးတော့လေကားရင်မှာပန်းနေနေလဲနေတာကိုတွေ့လိုက်တာပဲအဲ့ဒီချိန်မှာပဲပန်းနေနေသတိရလာပြီးတော့ရေဘေးနားကဒေါ်စောပြူကပြပြတလဲနဲ့ရေခတ်ကပန်းနေဒီကိုပေးလေတယ်အောင်ကိုကနီးသတိရလာပြီလားကိုနီးစားဖို့တခုခုသွားဝယ်လိုက်မယ်
ညနေကျတော့ဒေါ်ဆိုပြူကပန်းနီနီအတွက်လိုအပ်တာများကိုတွားဝဲနေတယ်။အောင်ကိုကိုကဖုံးသွားဆက်နေတယ်။ပန်းနီနီကတော့ကလေးပြက်ကြတာကိုမသိသေး။ပန်းနီနီအခန်းထဲမှာတယောက်တည်းရှိနေချိန်တကားကိုဖွင့်ကဝင်လာတဲ့အလိမ္မာနဲ့ဒေါ်အောင်တစင်အလိမ္မာကအဲ့လောက်ဆိုနင်မှတ်လောက်ပြီပေါ့နော်မရင်ငယ်မအေးလေသူများနေကိုကြာခုတော့လေဒီလောက်တော့ခံရမှာပေါ့တနာစရာကောင်းလိုက်တာသူခမကလေးပြက်ကြတဲ့အပြင်အမြုံအောင်ဖြစ်သွားသေးတယ်အဲ့လိုပြောပြီးခက်နေတယ်လို့ရှိတော့တယ်ရှင်ဘာတွေလာပြောနေရလဲကျမဘာလို့ကလေးပြက်ကြမှာလဲရှင်မဟုတ်တာလာမပြောနဲ့ဒေါ်အောင်တစင်ကနေငါချွေးမအမြုံမလို့ပြောကြတာမှတ်မိလားအဲ့ဒါနင်ဝစ်လေတာပဲပန်းနေနီကကို့စပင်ကိုဆွဲပြီးអော်လိုက်တယ်အာရှင်တို့ချက်ချင်းကျမရှိရထွက်သွားအကူကအခန်းထဲလာပြီးတော့ဟာမနဲ့အမေဒီကိုဘလို့ရောက်လာလဲအလိမ္မာကနေပူမပေါချန့်ကောင်ရဲ့အကူကလက်အုပ်ချပြီးတော့မရဲ့ပြန်လိုက်ပါတော့ပြန်มาပါနင်တို့နားမှာတစ်စက္ကန့်တော့မနေချင်မယငယ်မဝစ်လေတော့မြင်ချင်လုံးလို့လာကြည့်တာအဲ့လိုပြောပြီးချက်ကနေလှည့်ထွက်သွားတယ်ကိုသူတို့ပြောတာအမှန်ပဲလားယင်နီနဲ့ကိုတို့ကလေးပြစ်ကျသွားပြီဟုတ်လားပြီးတော့နီကကိုဝင်မဆောင်နိုင်တော့ဘူးဆိုကိုနီမေးတာဖြေပါဖြေလေအောင်ကိုမျက်နှာပြက်ကဟုတ်တယ်နီကိုလာခန့်ကြတော့နီစေးကဆင်းလာပြီးနောက်ပိုင်းကိုနီကိုဂိမ်းမဆိုင်တော့အဲ့ဒီနေ့နီအိမ်ထဲမှာနေရတာမွန်ချက်လာပြီးအပြင်ထွက်လာကဒေါ်စောကနီစီပြေးလာပြီးတော့သမီးနာမည်နဲ့ပါဆယ်လာပို့သွားတယ်ရော့အဲ့လိုဆိုပြီးနီလက်ထဲကိုပါဆယ်ဘူးလေးထိုးထည့်လိုက်တယ်ဘာလို့လဲမသိဘူးအဲ့လိုဆိုကအိမ်ထဲဝင်ပြီးတော့ဘူးကိုဓာတ်နဲ့ဖွင့်လိုက်ရဘူးထဲမှာအန်ကိုနဲ့ကောင်မလေးတယောက်လက်ချင်းချိတ်ကလမ်းလျှောက်လာတဲ့ပုံလေးနဲ့ကောင်မလေးရဲ့ပါးတွေကိုနမ်းနေတဲ့ပုံလေးတခြားပုံတွေစောနာကနီးပါဆယ်ပုံကိုတခြားမကြည့်ပဲခွဲလိုက်ရပါဆယ်ပုံပေါ်မှာစာလေးကိုမတွေ့မီနီစာလေးကိုဖတ်ကြည့်ရအဲ့ဒီစာလေးကပန်းနီမင်းတွေ့ပြီလားဖောက်ပြန်တတ်တဲ့ယောက်ျားဘယ်မိန်းမနဲ့ပဲရှူဖောက်ပြန်နေမှာပဲငါဘာတူလဲလို့မသိချင်နဲ့မင်းမုန်းနေတဲ့တယောက်ပေါ့ပန်းနီကတောက်တစ်ချက်ပြင်းပြင်းထန်ထန်ခောက်လိုက်ပြီးတော့အန်ကိုအိမ်ပြန်ရောက်တော့ပန်းနီကဓာတ်ပုံများကိုအန်ကိုမြင်အောင်ပြလိုက်ပြီးဒါပါလေအန်ကိုကဓာတ်ပုံများကိုတေချာကြည့်ပြီးတော့ဟာဒါတွေမင်းဘလို့ရလဲရှင်သိကြမလို့ပါဘူးပါလေရှင်ကကျမကိုမလို့ကျင်တော့ဘူးလားအေးကွာမလို့ကျင်မင်းကလေးမှမွေးပေးနိုင်တာမွေးပေးနိုင်တဲ့သူရှားတာပေါ့ပန်းနီဒေါသငဲထေးရောက်ပြီးတော့ရှင့်စီမှာမနေဘူးကျမပြန်မယ်ကျမမေစီပြန်မယ်ပန်းနီကအိမ်ပေါ်တက်ကိုတက်သွားပြီးတော့သူမရဲ့အဝင်များကိုအိတ်ထဲတစ်ခုတည်းတူထည့်ကအိမ်ပေါ်မှဆင်းသွားတော့တယ်တော်ပြောအိမ်တကားလာခောက်တာကြောင့်တကားဖွင့်ပေးလိုက်ရဟဲ့သမီးအမေမြေးလေးရောဟမ်သမီးအန်ကိုရောမပါဘူးလားသမီးအဲ့ဒါနောက်မှရှင်းပြမယ်အမေအိမ်တကားကထွက်ရန်ပြင်နေတဲ့ဒေါ်ပြုံးကိုပန်းနီကအမေဈေးသွားမလို့လားဒေါ်ပြုံးကလှဲ့ကအေးသမီးလည်းလိုက်မယ်နီတို့ဟာဈေးထဲမြောက်ခင်ဈေးထိတ်မှာပဲမိမတချို့ဟာပန်းနီကိုကြည့်ပြီးတော့တူတူနဲ့စကားပြောနေကြတယ်သူတို့ပြောနေတာကဟဲ့မခင်ဟိုအင်ဂျင်နေနဲ့ကောင်မလေးတွေ့လားအဲ့ဒါမရင်ငယ်ဟဲဟုတ်လားဟုတ်တာပေါ့အခုတော့မရကြီးကရိုက်လိုက်တာသူကိုဝင်ပြက်ကြတဲ့အပြင်မြုံသွားတယ်လေအဲ့ဒါကြောင့်မို့သူ့မိစီပြန်လာနေတာပန်းနီကအဲ့စကားကြောင့်မျက်ရည်ဝဲလာကအင်ကိုပြန်ပြေးတော့တယ်မေသမီးအိမ်ပြန်တော့မယ်အိမ်ပြန်ရောက်တော့ထုတ်တန်းဘက်ကိုကြိုးချပြီးခုံပေါ်တင်မတ်တက်ရက်ကကိုဆွဲကြိုးချလိုက်တော့တယ်ပြောချင်တာကတော့အစောကလေးကရှောင်ကြပါမဟုတ်ရင်ပန်းနီလိုဖြစ်လိမ့်မယ်ဟုတ်ကဲ့ပါပရိသတ်များရှင်အခုနားဆင်ကြရတဲ့ဇလံလေးကတော့စာရေးသူဤသက်မွန်ရေးသားထားတဲ့မရင်ငယ်ဆိုတဲ့ဇလံလေးကိုနားဆင်ရတာပဲဖြစ်ပါတယ်ရှင်ဆက်လက်ပြီးနားဆင်ရမယ့်ဇလံလေးကတော့စာရေးသူလူချောရေးသားထားတဲ့လက်တယ်မပေါ်တော့ဗိုက်ကြီးတယ်မှာဆိုတဲ့ဇလံလေးကိုနားဆင်ရမှာပဲဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါဇလံလေးမစတင်ခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ထားပေးဖို့မြတ်တာရက်ခံကြပါတယ်ဇလံလေးကိုတင်ဆက်ပေးသွားမယ့်သူကတော့ကျမခင်လေးပဲဖြစ်ပါတယ်ရှင်လက်တယ်မပေါ်တော့ဗိုက်ကြီးတယ်မှာဒီဘိုက်ထဲကတက်ရှိလေးဟာငါရဲ့ကဘာငယ်လေးဖြစ်လာမှာလားဒါမှမဟုတ်ငါဘဝဝါမြူမဲကျင်းစာတစ်ခုဖြစ်လာမှာလားမိုးပပွဲလေးတွေကပရင်းပေါက်မှန်ကိုလာမှန်နေတဲ့အတန်ဟာလှိုင်းနှင်းတို့ရဲ့နားထဲမှာတော့စူးရှတဲ့အဝှက်တန်တွေလိုပဲသူမရဲ့အခန်းချင်းလေးထဲမှာမိမိထွန်းတော့ပဲထိုင်နေတာနိုင်ပါမနေတော့ဘူးတဖြည်းဖြည်းနဲ့ပူနွေးလာတဲ့လက်ဖွားနှစ်ဖက်ကိုဗိုက်ပေါ်အသာတင်ကြည့်ပြီးတော့ရင်ထဲမှာနှင့်ကနေခန်းစားလိုက်ရတယ်ဒီဘိုက်ထဲမှာတက်ရှိတစ်ခုရှိနေပြီဒါပေမဲ့ဒီတက်ရှိလေးရဲ့ဖခင်ဟာဘသူလဲလို့တလောကလုံးကဝိုင်းမိကြရင်သူမဘာပြန်ဖြေရမလဲ
လှိုင်းနေနုဟာအသက်22နှစ်အရွယ်ရိုးသားတဲ့မိန်းကလေးတစ်ယောက်ပါဒါပေမဲ့တညမှာအမတခုယုံကြည်မိတဲ့အချစ်အတူရောင်ရဲ့နောက်ွယ်မှာသူမဟာအခုတော့အထီးကျန်စွာနဲ့လမ်းပြောင်းနေခဲ့ပြီနင်းဘိုက်ကဘသူ့ကိုဝင်လေအေးလို့အမေဟာသူမအတွက်တော့ကဘာပြက်တန်ထက်ပိုကျဲလောင်နေခဲ့တယ်လှိုင်းတစ်ယောက်တည်းရွရွမိတာကဘသူ့ကိုပြောရမလဲဆိုတာပါပဲသူမရဲ့အိနီနာချင်းတွေရဲ့မျက်လုံးတွေတငယ်ချင်းတွေရဲ့တီတူစကားတွေကိုသူမမြင်အောင်နေမိတယ်မြမလူပေါင်းမှာဖေးမပေါ်တဲ့ကလေးဆိုတာဟာမိခင်ဖြစ်သူအတွက်တော့တိမ်မိန်ကြတယ်လို့ပါပဲညဘက်တွေဆိုရင်သူမအိမ်မပြောဘူးဘိုက်ထဲကကလေးလေးလှုပ်တာကိုခန်းစားမိတိုင်းပျော်ရမလို့ဝမ်းနေရမလို့နဲ့ရှက်ကြီးတဲ့ငငယ်ငိုကြွေးမိတယ်ကလေးလေးမှာဘာပြစ်ရှိလို့လဲအပြစ်ရှိတာကလူလောကရဲ့ရက်စက်မှုတွေနဲ့သူမရဲ့ကံကြမ္မာပဲမဟုတ်လားတားလေမိမိတောင်းပန်ပါတယ်မိမိစီကိုလာရတာမင်းအတွက်ငရဲကံဖြစ်နေမလားအေးလို့သူမပိုက်လေးကိုပုတ်ပြီးတော့တူတူလေးပြောမိရှာတယ်လှိုင်းအားကိုမိခဲ့တဲ့လူတစ်ယောက်ရှိခဲ့ပူပါတယ်သူဟာလှိုင်းကိုဂရိတွေထပ်ထပ်ပြီးခဲ့ပြီးမှအခက်ခဲကြုံတဲ့အခါဖုန်းနံပါတ်ပါပြောင်းပြီးတော့ပျောက်ကွယ်သွားခဲ့သူပါအဲ့ဒီနေ့ကစပြီးတော့လှိုင်းဟာအချစ်ဆိုတဲ့စကားလုံးကိုယွန်ရှာမိသွားတယ်ရှင်တာဝန်ယူရမယ်လေကျမမှရှင်သွေးပါနေပြီအဲ့လိုနောက်ဆုံးချိန်ပြောခဲ့တုန်းကသူ့ရဲ့အေးဆက်တဲ့မျက်လုံးတွေကိုလှိုင်းပေတော့မှမိမှာမဟုတ်ဘူးငါကလေးဆိုတာကိုဘာတတ်သိရှိလဲအဲ့ဒီစကားတခွန်းဟာလှိုင်းရဲ့နှလုံးသားကိုဓာတ်နဲ့အချက်ပေါင်းများစွာမှုန်လိုက်တယ်လို့ပါပဲအခုတော့သူမဟာလူအုပ်ကြီးချားထဲမှာဘိုက်ကလေးကိုဖုံးကွယ်ရင်လူမသိအောင်ရှောင်ရင်းနဲ့နေ့ရက်တွေကိုဖျက်ဆီးနေရတယ်ဘိုက်ကတဖြည်းဖြည်းတိတာလာတဲ့အခါလှိုင်းလောက်ကနေထွက်လိုက်ရတယ်အလုတ်ရှင်ရဲ့အကြည့်တွေကသူမကိုဖောက်တွင်းမတက်ကြည့်နေတယ်လို့ပဲလမ်းဘေးကထမင်းဆိုင်မှာထိုင်စားရင်တော့လူတွေကသူမရဲ့လက်တကြွမှာလက်စွပ်ရှိမရှိကိုအရင်ကြည့်ကြတယ်လိုင်းဟာသူမရဲ့စုဆောင်းထားတဲ့ပတ်စံလေးတွေကိုရေတွက်ကြည့်မိတယ်ကလေးအတွက်အနီးလေးတွေအဝတ်စားလေးတွေဝယ်ရအောင်မယ်။ရင်းထဲမှာတော့တယောက်တည်းရှုံးကန်ရမယ်ဘဝအတွက်ကြောက်စိတ်တွေအပြည့်ပါပဲ။ဒါပေမဲ့ကလေးလေးဘိုက်ထဲကနေကန်လိုက်တဲ့အခါတိုင်းမှာတော့ငါအားတင်းရမယ်ဒီကလေးအတွက်ငါရှိရမယ်ဆိုတဲ့စိတ်ဓာတ်ကပြန်လဲနှူးထလာခဲ့တယ်။တနေ့မှာတော့လှိုင်းရဲ့တော်ရင်ကအင်ကိုရောက်လာခဲ့တယ်။လှိုင်းရဲ့ဘိုက်ကိုကြည့်ပြီးညီဒါဘာဖြစ်တာလဲ။ဘသူ့ဘိုက်လဲပြောစမ်း။အဲ့လိုအော်ဟစ်မေးမြန်းมาတော့တယ်။လှိုင်းကဘာမှပြန်မပြောနိုင်။ကောင်းကောင်းပြီးငိုနေမိတယ်။ငါတို့ဆွေမျိုးထဲမှာဒီလိုအရှက်မရှိတဲ့မိန်းမမျိုးမရှိဘူး။ညီငါတို့မျက်နှာကိုရွှွတ်နဲ့လူလိုက်တာပဲ။အဲ့ဒီစကားတွေကသူ့မကိုတတ်နေတယ်လို့ပါပဲ။လက်တယ်မပုတ်ဘူးဆိုတာနဲ့ပဲသူ့မဟာလူညစ်တစ်ယောက်ဖြစ်သွားရတာလား။သူ့မရဲ့ကိုကျင့်တရားကိုပဲအပြစ်တင်ကြပြီးတော့သူ့မခံစားနေရတဲ့နာကျင်မှုကိုတော့ဘယ်သူမှလှည့်မကြည့်ကြဘူး။စိတ်တက်တွေအောက်ဆုံးထိကျနေတဲ့ချိန်မှာလှိုင်းဟာဖုန်းကြောင်းသားကတစ်ပင်အောင်မှထမ်းနေမိတယ်။အဲဒီမှာတီလာရှင်ဆရာကြီးတစ်ပါးကလှိုင်းနားကိုရောက်လာပြီးတော့တမီးဘာတွေပူဆွေးနေရလဲ။အဲ့လိုမိတယ်။လှိုင်းဟာသူ့မရဲ့အကြောင်းတွေကိုရင်ဖွင့်ချလိုက်မိတယ်။ဆရာကြီးကအေးစစ်စစ်ပဲနားထောင်ပေးပြီးတော့တမီးကလေးမအဖေမရှိပေမဲ့အမေရှိနေရပဲ။တမီးကိုယ်တိုင်ကဒီကလေးကိုမေတ္တာပေးနိုင်အဲ့ဒါအမျက်ဆုံးပဲ။လူတွေပြောတာခဏပါ။တမီးရဲ့သားသမီးပေါ်ထားတဲ့မေတ္တာအသာထာဝရပါ။အဲ့လိုမိန့်ကြားခဲ့တယ်။အဲ့နေ့ကစပြီးတော့လှိုင်းရဲ့မျက်ရည်တွေဟာအားရင်ဖြစ်ပြောင်းလဲသွားခဲ့တယ်။နောက်ဆုံးတော့မွေးဖွားမဲ့ချိန်ရောက်လာခဲ့ပြီ။စေယုံမှာတခြားသူတွေကခင်မွန်းတယ်တွေမိဘတွေခြံရံနေကြပေမဲ့လှိုင်းကတော့တယောက်တည်းပါပဲ။ဝေဒနာကပြင်းထန်လွန်းလို့အုပ်ဟစ်နေရတဲ့ချိန်မှာသူမစုပ်ကင်ထားမယ်လက်တစုံမရှိခဲ့ဘူး။အာကဲကြပါဦး။အဲ့လိုအော်ဟစ်ရင်သူမစိတ်ထဲမှာတော့ကလေးလေးချမ်းချမ်းမာမာမွေးလာဖို့ကိုပဲဆူတောင်းနေပြီတယ်။နာကျင်မှုတွေအထွတ်ထိပ်ရောက်သွားချိန်မှာကလေးရဲ့တိတိတတ်တာငိုတန်လေးကိုကြားလိုက်ရတယ်။အဲ့ဒီချိန်မှာလှိုင်းဟာသူ့မခန်းစားရသမျှစင်းရဲဒုက္ခအလုံးမေ့သွားခဲ့တယ်။သူနာပြုတ်ဆရာမလေးကကလေးကိုလှိုင်းရဲ့ရင်ခွင်ထဲကိုထည့်ပေးလိုက်တယ်။နီတာရဲလေးနဲ့တင်းငယ်လွန်းတဲ့ကလေးဟာလှိုင်းကိုကြည့်နေတယ်လို့ပဲ။တားလီမမေစုရောက်လာပြီလား။အဲ့လိုပြောရင်လှိုင်းရဲ့မျက်ရည်တွေကကလေးရဲ့ပါပင်ဝေါ်ကိုစီးကျသွားတယ်။ကလေးလေးမှာအဖေဆိုတဲ့နာမည်မရှိပေမဲ့လှိုင်းရဲ့သွေးသားတွေနဲ့တိဆောက်ထားတဲ့အသက်ကလေးပေါ့။သူ့ရဲ့မျက်တောင်လေးတွေလက်ချောင်းလေးတွေဟာရမ်းကိုလှပလို့မာတယ်။လှိုင်းဟာကလေးလေးကိုရင်ခင်ထဲမှာတင်းတင်းကြပ်ကြပ်ပွေးပိုက်ထားရင်မမေတားကိုဘယ်တော့မှမစွန့်ပစ်ဘူးနော်။အဲ့လိုဂရိပေးလိုက်တယ်။ဆေးရုံကဆင်းလာတဲ့ခါမှာတော့လှိုင်းဟာအရင်ကလိုအားငယ်တဲ့မိန်းကလေးမဟုတ်တော့ဘူး။သူ့မှာတာဝန်ရှိလာပြီ။လူတွေကသူ့မကိုလက်ညှိုးထိုးကြတော့မယ်။ဒါပေမဲ့သူ့မကယူမဆိုင်တော့ဘူး။သူ့မရဲ့ကဘာဟာဒီရင်ခွေကကလေးလေးပဲဖြစ်သွားပြီ။ကလေးလေးကိုထိရင်အဝတ်လျှော်လိုက်မုတ်တို့ရောင်လိုက်နဲ့လှိုင်းရဲ့ဘွားကရုံးကန်မှုတွေနဲ့ပြည့်နေနေတယ်။ပင်မပေမဲ့ညဘက်မှာကလေးလေးရဲ့အပြုံကိုမြင်ရတဲ့အခါလှိုင်းဟာကဘာပေါ်မှာအပျော်ဆုံးမိမတယောက်လိုခံစားရတယ်။လက်တယ်မပေါ်တဲ့ဗိုက်ကြီးတဲ့ဆိုတဲ့ကဲ့ရဲ့တန်တွေဟာသူ့မရဲ့မေတ္တာတရားရှိမှတော့ပျောက်ကွယ်သွားခဲ့ပြီ။နှစ်တွေကြာလာတဲ့အခါလှိုင်းရဲ့သားလေးဟာကြောင်းတက်နိုင်တဲ့အရွယ်ကိုရောက်လာခဲ့တယ်။သားလေးကလိမ္မာတယ်စားတော့တယ်။တနေ့မှာသားလေးကမိတယ်
မေမေတားဖေဖေကဘယ်မှာလဲဟင်အဲ့လိုမေးတယ်လှိုင်းကတားလေးကိုဖတ်ပြီးတားဖေဖေကတားကိုအရန်ချစ်တဲ့မေမေရဲ့နှလုံးသားထဲမှာရှိတယ်တားရဲ့တားမှာမေမေတယောက်လုံးရှိနေရပဲမဟုတ်လားအဲ့လိုပြန်ဖြေခဲ့တယ်တားလေးကဟုတ်ကဲ့မေမေတားမေမေကိုအရန်ချစ်တယ်အဲ့လိုပြန်ပြောတဲ့အခါလှိုင်းရဲ့ရင်ထဲမှာနှွေးထွေးသွားခဲ့တယ်လောကကြီးကဘလောက်ပဲရက်ဆက်ပါစေစစ်မှန်တဲ့မေတ္တာရှိရင်ဘဝကိုလှပအောင်တိဆောက်လို့ရတယ်ဆိုတာလှိုင်းကတက်တည်ပြနိုင်ခဲ့ပြီလေဟုတ်ကဲ့ပါပရိသတ်များရှင်အခုနားဆင်ကြရတဲ့ဇလန်းလေးကတော့စာရေးသူလူချောရေးသားထားတဲ့လက်တယ်မပေါ်တဲ့ဘိုက်ကြီးတယ်မဆိုတဲ့ဇလန်းလေးကိုနားဆင်ရတာပဲဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါနောက်ရက်တွေမှာလည်းစိတ်ဝင်စားဖို့ရဇလန်းကောင်းလေးတွေကိုတင်ဆက်ပေးမှာဖြစ်လို့စောင့်မျှော်ပြီးတော့နားဆင်ပေးကြပါအောင်ရှင်နားဆင်အားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးထူးပင်တင်ရှိပါရရှင်